မိတ်ဆွေများအားလုံးမင်္ဂလာပါကျေးလက်မျိုးပြနေရာဒေသမရွေးဆိုလာနှစ်ချက်တက်ဆင်ထားလိုက်တာနဲ့အဲကွန်ရေမော်တာထမင်းမအိုးဒိန်နီတွေအပြင်အခြားသောအိမ်သုံးရုံသုံးဆိုင်သုံးနဲ့လုပ်ငန်းသုံးလျှက်စစ်ပစ္စည်းတွေကိုသုံးလို့ရမယ်ဆိုလာမီးပစ္စနစ်တီ3000တစုံနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီဆိုလာမီးပစ္စနစ်တီ3000တစုံမှာက9နှစ်အာမခံ980ဝက်မိုနိုဆဲဆိုလာပန်ကနှစ်ချက်ပါပါတယ်တစ်နှစ်အာမခံ Hyper Energy 3 kW 24 volt ပြားဆိုင်ဝင် inverter ကတစ်လုံးပါပါတယ် MPPT 60 ampere solar charge controller ကတစ်လုံး220 ampere hour အိန္ဒိယနိုင်ငံထုတ်တစ်နှစ်အာမခံ Onyx အမတ်တစိတ် tubular battery ကနှလုံးပေါင်းမှာဖြစ်ပါတယ်ဒီဆိုလာမီးပေးစနစ်လေးကိုကျွန်တော်တို့10ပြားစီရဲ့စိုင်ကြီးတွေဖွင့်လှစ်ထားတယ်ရန်ကုန်မန္တလေးတောင်ကြီးနဲ့ပြင်ဦးလွင်မြို့တွေမှာအိမ်နိုင်ရာရောက်ပို့ဆောင်တက်ဆင်ပေးပါတယ်လူချင်းမင်းတို့အနေနဲ့ကလျှက်စစ်မီလုံးဝမရရှိသေးတဲ့နေရာဒေသတွေမှာဆိုလာနှစ်ချက်တက်ဆင်ထားရုံနဲ့အိမ်သုံးရုံသုံးဆိုင်သုံးလုပ်ငန်းသုံးလျှက်စစ်ပစ္စည်းတွေကိုအစုံလင်အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆိုလာမီးပေးစနစ်လေးကိုရွေးချယ်တက်ဆင်အသုံးပြုဖို့အကြံပေးချင်ပါတယ်အသေးစိတ်စုံစမ်းမြင်မြတ်လို့တဲ့မိတ်ဆွေများကျွန်တော်တို့ကုမ္ပဏီရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်93လုံး1010ကိုဆက်သွယ်ပြီးတော့အသေးစိတ်စုံစမ်းမြင်မြတ်လို့ရပါတယ်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော်